တက္ကမကြီးတို့တက္ကကြီးတို့မတိလို့လည်းပြောလို့ရပါ့ရဲ့နော်ကိုတော်တို့လည်းမတိလို့ပြောလို့မလားခန္ဓာဟိတဲ့အတွက်တော့လည်းတရားဖို့ရေကြီးဖက်တကဓမ္မဖက်တကအဓိကဇာလေးဆိုရင်လေဘုံပြတ်ဘုံလို့ပြောတယ်လေမယ်ဒါမှမဟုတ်ပြတ်မယ်ဆိုတာကဒီခန္ဓာတစ်ခုလုံးကိုတန်တရာ30ဘုံမှာကြံနေဖို့ကျေစားတော့ကြမဟုတ်ကေဒီခန္ဓာကို30ဘုံမှာမလေးအောင်ဒါဘယ်လိုရဖို့လဲဒီမောဟစာတော်ဘုရားကြီးကဒီစာဝတ်ကိုပြပထားဟောရေကေကိုရောကပိဋကစကားဘင်္ဂလားလေးဟိတယ်မြန်မာလေးဟိတယ်မြန်မာလိုဖက်ဒီလိုကမြန်မာဖက်ကိုလာနာဖက်ဒီဘင်္ဂလားနာဖက်ဒီလိုကဘင်္ဂလားနာဖက်ရေကေတော့ကြတာဒါလေးဆိုလို့ရှိခဲ့ကေတန်းတယ်ဖက်တဲ့အတွက်ကတန်းတယ်ကိုဖြစ်ချလို့ property ကြီးဒီ ground ကို proper လာဖို့ဖိုက်ပါတယ်တန်းတယ်ဆိုတဲ့အဓိပ္ပာယ်ကတက္ကလာလေးဆိုလို့ရှိခဲ့ကေပံကတ္တာလို့ခေါ်တယ်ပါဠိမှာပံကတ္တနောက်ပြီးကေsanskritမှာတော့ပြောလဲဆိုကေစံခရိုင်းလို့ပြောတယ် sanskritမှာဒီကေတက္ကမကြီးတက္ကကြီးစာဖက်ကေပါဠိဟိမဲ့ sanskrit ဟိမဲ့ပါဠိမှာကပံကတ္တလို့ခေါ်တယ် sanskrit မှာဖက်ကေစံခရိုင်းလို့ခေါ်တယ်အဲ့ဒါဒီကေရစတဲ့ဖက်ကဒီအိန္ဒိယနိုင်ငံမှာပုံတယ်ဒီကေရကနိုင်တဲ့ဆောင်းပတ်လာတဲ့ခါဒီကေကိုရိုဒီမြန်မာနိုင်ငံမှာဒီကေပန်ကရဲလို့ပြောတာဒီကေကိုရိုဘာလာမလည်းမြန်မာကနေပြတာတော့တယ်ပန်ကရဲလို့ပြောတာဒီကေရအတိပိကိုပြတဲ့ခါဒီကေပန်ကရဲဆိုတာကပရောဝေခါလို့ပြောတယ်ပရောတုံးဝေခါပရောစာလို့ပြောတယ်ဇာကုပရောလာလေးဆိုဒီကေအခုကအဖောင်းလာကနေဒီကေတိုက်ကူလာကိုမကူလိုက်ဥစားမဟုတ်လားကုရမနိကပရောဆိုင်ဒါပေမဲ့ဆိုကေအဖောင်းလာမှာစင်္ဂါရာနေရာဒီနောက်ပြီးကေတိုက်ကူလာမှာစင်္ဂါရာနေရာဒီညကာလာကိုနေပြီးကေကိုတို့မှာဟေမန်တောကာလို့ပြောတယ်ဒီဟေမန်တောကာမှာကိုတို့မှာဒါဖလဲဆိုလို့ရှိကေအရောပြီးအနုတိမဖောလာမှာပေါ်ဒီမှာအရောဖောပြီးဒီခါနေပြီးကေကုပြောင်းတယ်ဆိုတာကခုနကပြောတဲ့ဒီပေါ်ဒီပါကနေပြီးကေအရာကဒီစေရာတို့မောစင်္ဂါရအရာကပေါ်ဒီပါအရောပြီးတော့ကြာစံကဲကိုတို့လည်းနေရတယ်ဒီတော့တို့တော့အခုဆိုကေအရောအဟောင်းကနေပြီးကေဒါဖလာလဲအရောအဟောင်းအဖက်လာဒါလို့ဆိုလို့ရှိကေပရောင်းလေးစားလို့ပြောတယ်ဟုတ်တယ်နော်ဒီကေမထာဝဇဘတကပေါင်းခဲရဲ့အဓိပ္ပာယ်ကဘတကပရောင်းလေးခါမထာရဖို့ပေါင်းခဲဆိုဒီကေကိုတို့တခါဘာသာတို့တခါလူမျိုးတို့ပြောကေပေါင်းခဲအထောက်ကြလေးဆိုကေပေါင်းခဲအထောက်မှနေပရောင်းလေးခါဇာပဲပရောင်းကြလေးသုံးခုဟိတယ်စာပေမှာဇာပြောလို့ရှိရင်သုံးခုဟိတယ်တဲ့သုံးခုဆိုတာဇာလေးဆိုရင်နံပါတ်ကာလပံကရကာလဆိုတာခင်ကိုပြောတယ်ကာလပံကရတဲ့နံပါတ်5မှာနေပြီးကြတယ်ဘဝပံကရနံပါတ်3မှာနေပြီးကြတယ်လို့ဆိုလို့ရှိရင်ခန္ဓာပံကရတဲ့ခန္ဓာမလည်းပံကရဟိပြီပေါ့ဒီကေရပံကရခန္ဓာပံကရကိုယူပြီးကြတော့ကဟောဖို့ဖတ်တယ်ဟုတ်တယ်နော်ဒီကေအခုဒီရှောက်ပြမယ်ဒီခါမှပဲတရားကိုဆောင်းမယ်ကာလပံကရဆိုတာဒါလေးဆိုလို့ရှိရင်ခုနကကိုတော့ပြောထားတယ်ကွာရာဂနိပိကေဇာဒလာပထမဆုံးပြောလို့ရှိရင် second ကနေပိကေမိနစ်ကိုလာတယ်မိနစ်ကိုမကျော်လိုက်ရဲ့မိနစ်ကနေပိကေဒါကိုပြောတယ်ခွန်တာကျော်တယ်ခွန်တာကနေပိကေဒါလည်းdinကိုကျော်ရdinကနေမတ်ကနေပိကေပေါ်ချောဒီပဲမနီမကျော်ရလို့ဒီပဲကျော်ဆောင်မနိကဒီကာလတစ်ခုကိုကျော်ဖက်တယ်လို့ပြောတယ်ဒီကေရကာလတစ်ခုကိုကျော်ဖက်တဲ့ခါတက္ကသိတို့တက္ကမကြီးတို့ရကာလကိုဖက်တဲ့ခါသိရတော့မသိဇာပတိပုလေဆိုကေကိလေသာတိနဲ့ပျော်နေလို့တဲ့ကိလေသာတိနဲ့ပျော်နေတဲ့ကဥပမာ second ကိုမိနစ်ကြတယ်မိနစ်ကိုघंटाကြတယ်घंटाကိုဒါခေါ်တယ်दिनကြတယ်दिनကိုmassကြတယ်massကိုဘောဆောကြပေါ်လာတယ်မသိပါဒီကေအခုဆိုကေတက္ကကြီးတို့ဒီကာဖက်တိဆိုကေဒါဖက်ဖို့တဲ့တက္ကကုဖို့ပြီးဟုတ်တယ်နော်ဥမာ1380ခုခုဆိုကေ1380ခုပဲပြီးဒီကေတက္ကတိယူပြီးဒီကေရောက်ပါကိုသူတန်းကမိကရောက်ပါဒါလောက်ဟိမလို့ဆိုမှရောက်ပါကငါးစနခဏနဲ့ပြောတယ်ဥက္ကစနရှာနဲ့တာဟုတ်ပြီယေဆုမာနိကလည်းပရောင်းလေးစာလို့ပြောတယ်ဒီကေဖရာဖို့စကားစာလေးဆိုကေအခင်းစာလို့ပြီးပရောင်းတဲ့မိမိရဲ့စိတ်ကိုမပရောင်းနဲ့တခါလည်းမပရောင်းနဲ့ပူရာမှုနဲ့ဆံပါပူရီဥစ္စာမဆွဲပူရီဥစ္စာတို့တော့စိတ်ကမပရောင်းလို့ဆိုလို့ရှိကေတခါလည်းမပရောင်း
ဟုတ်တယ်မလားဒီကရတော့ကဖရာဖက်စရနေပြီကဒီရီတူအလိုက်ရီတူလည်းပြောင်းပြီးတဲ့အချင်းဒီကိုယ့်ရဲ့စိတ်ကိုလည်းပြောင်းပြီးဥပမာဆိုတော့ပူရေဆိုလို့ရှိရင်တခါကြီးတခါမကြီးတော့ခံစားပူရေခံစားတော့ဆောင်းရာတိဆိုကချဲတယ်မိုးရာတိဆိုကမိုးသွားတယ်ရရှိမခံစားရတယ်မရစိတ်ကလည်းပြောင်းလေတခါကြီးရောက်ပါလေကိုယ်စိတ်ကိုလည်းပဲပြောင်းပြီးလို့ဖရာကပြောတယ်မပြောင်းတဲ့ကာလပိုင်းလုံးကတော့ဇာဘေဇာဖရာဘေဟောပြတ်ဖို့လည်းမဟုတ်လို့ပြောတယ်နော်ရရှိတဲ့ကာလကံကံये पे नोट पूरा नहीं पिके डालो से बुआ का ग्रैंड बुआ बुआ वाले का ग्रैंड है बुआ मानी का डाले सके कुरों का नहीं पिके तो माथा बाबा कच्चे गाना निकाले कच्चे खाना निकाले ना से निकाले खाओ से निकाले पनाई से निकाले बुआ तो खूब मजा पड़ा है प्राव हाई बुआ खाओ का नहीं पिके बुआ का तो प्राव मप्राव ला या शंकर में बुआ का ग्रैंड ऊपर ना बुआ का ग्रैंड ये के ये बुआ का ग्रैंड है ना तो पूरा म्यू बुआ ही है अराधमा बुआ बुआ का निपी की काउ बुआ में फैला फिर तुम्हारा बुआ का निपी की काउ बुआ में फैला ये शम मानी का डाले बुआ का ग्रैंड ऊपर सातका ना को के तो ज्यादा मुरोए दिशा ये रोरो सका प्रो समुची के बुआ प्रो हारे लो प्रोसेस उपमा अराधमा का निपी के जाफल हाले सके तथे फैला सके बुआ प्रो हारे और हमरा ये के यहाँ तो कौन है बुआ ज़ालो भी प्रो फला पे सका सही पे ना नहीं तो लोग सही को या प्रो ये पे सोची के काला ले प्रो में बुआ ले प्रो में ये के सही को प्यार ले सोची के तके लो दी बुआ सामने का बुआ का नहीं सूटी ला के तीन है सके ना बुआ को बुलाओ भी ये खा जाले सके पांच करें कुछ प्रो वहाँ ये लोग प्रो ना ये के आला कांग्रेस बुआ कांग्रेस नबी के खांडा कांग्रेस के जाले सोची का के तकाली तो तकामंगी रूमा तो मंगाना रेगा दी रोहिती लगाना रेगा यागा रोगी नहीं गाना यागा दी रोहिती ला नहीं सेना यागा हिती ला सिंगाना यागा हिती ला अब कुछ पूरा दे सेना प्रामाणिक रखा तो क्यों ममा शिटी को मतीला पे याके शिटी को मतीला पे मीरा रे है ले मीरा रे सोचा का खांडा कांग्रेस प्राव हारे नमें नहीं ना प्राव बात मीरा रे ये समानी का खांडा कांग्रेस लो प्राव ये के कुना पे सब खांडा कांग्रेस का कुडोरो का निपी के खांडा कांग्रेस को दे कांग्रेस तुम कुमा थरा पे जगह जाले सके काला कांग्रेस पे बुआ कांग्रेस पे खांडा कांग्रेस में तके कोसा आठों लो शिका के ले नी बैठी को रात नहीं ले फरा प्रकार नी बैठी को रात नहीं ले जब वो तो शिका के जब नी बैठी को रात नहीं ले सके रोग ने बुआ ओ मार से ना रहेगा दिपही का पुला पचिंगा ना रहेगा दिपही पुला नौ तुम से रहेगा दिपही पुला तो यह जो बुआ ननु प्लान दिया सके बुआ को वहाँ के लिए तो कौन रे बूठाना तो बुआ राव नहीं रे लो फरागा प्रो रे तकेलो दीपुआ मां तंवगा राबिगे खाए पांगे मो तंवगा राबिगे विपे तला आठों के ले नी बैठी को रात नहीं रे लो फरागा प्रो रे ना या तो ना काला का गंदे फे बुआ का गंदे फे खाए पांगे मो तकामा की लो तकागी लो क्रोजा आठों बालो कुलोगा ऐसे क्या है ना ये के दे अरुए हाँ मजा काय तकागी लो तकामा की लो म्यान नागा निपी के अशीय महोब्या ना से ही में तुम से ही में ले से ही में खुनाई से ही में शाय से ही में ये के अगुले का को मापो ऐसा सुए भी नालों ने रे नाटो ने रे ना पाई ने रे ना पी ने रे ना क्या ने रे मलोके भी तैवगा यूपी लो प्रोसेस हो तो ना तैवगा यूपी तांग दिया लो प्रोसेस तैवगा यूपी के तरादमा को आठों पे विपरीत में आठों में सलोशिका के दीपुआ माले कौन नी नहीं तो लो ले ना बुआ का ले बुआ कुछ बुआ कुछ लागू लो तरागा प्रो
ရာဘကနာဘဝကောင်းဖို့ဘဝကုဖို့ဆိုကြလို့ကိုးစားပါအခုကပါမဟုတ်လားရေကဒါကပဲတရားနဲ့တရားသမီးသားသမီးစားရံဖဲတို့ပညာညီနာကိုရံဖဲတို့မနေရပြီရခိုင်မဟုတ်ပြအခုကနေပြီးကprovince က modern 500ก็ development ဟာပြရရှင်ကိုအခုကတရားနဲ့တရားမန်ပါနေဖို့ခိုင်မဟုတ်ပြရဖဲနေဖို့ခိုင်မဟုတ်ပြီတော့ရဖဲနေမယ်တဲ့မန်ပါနေပြီမန်ပါနေဖို့ဆိုကြရလူမျိုးရတဲ့တရားတော်အခါလည်းမတူတာတော့တရားစိတ်ကိုပုတကပြောရပါရဘဝတောင်းကြတဲ့ဖဲဖဲကာလတောင်းကြတဲ့ဖဲဖဲခန္ဓာတောင်းကြတဲ့ဖဲဖဲပေါ်မလာရစိတ်ကိုပေါ်မလာကိုရဲ့ဒါကနောက်ပေါင်း30မကောက်ကန်ထားဗျာမကောက်စိတ်ထားထားဗျာရနောက်ပေါင်း30တခါကနေပြီးကိုစားပြီးထားပါတော့အခု90တခါကကိုစားပြီး90တခါကိုစားလို့ဆိုလို့ရှိခဲ့ကိုလေးစိတ်ကံပါဖို့နောက်ပြီးကိုရဲ့မိသားစုကိုရဲ့လူမျိုးကိုရဲ့တိုင်းပဲကိုရဲ့တဲ့တော်လည်းဤခေတ္တရခွေတကယ်ဟုတ်ဗျာရတဲ့ဆိုလို့ရှိခဲ့ဘဝကံငကိုကိုရိုးကရုဏနံကိုတကယ်လို့များပိုင်းပိုင်းနဲ့ပြီးဖို့ဆိုလို့ရှိခဲ့ဒီပဋိစ္စသမုပ္ပါဒ်ကိုပြီးဖို့ရလို့တယ်လို့ပြောတယ်ပြီးဖို့ရလို့တယ်ပြီးဖို့ပဋိစ္စသမုပ္ပါဒ်ကိုကိုရိုးကနေပြီးဒီတက္ကမတို့ကအခါကြီးတို့ကပြောတာကြားလေးရကိုတော့ဘုရားတော်ခိပြီးရစရာပရောပရာဒီကမဟုတ်ရင်တော့အမှန်ကတော့တနေ့မဟုတ်တနေ့ဒီကိုယ်တို့ကတော့ဒီဝတ်ဒါလောက်မှလည်းဒီဝတ်ဒီစာမှလည်းခါလည်းဒီတရာအထောက်ရတယ်ဘုရားအထောက်ရတယ်မဟုတ်လားဒီအဆောင်မနေကဂျာပေါ်ပဲဆိုကေမိတ်ဆက်ပြီးစေ introduce လုပ်တယ်မိတ်ဆက်ပြီးစေကိုတို့လည်းဘုရားမိတ်ဆက်ပြီးတဲ့အနေနဲ့ဆိုတော့ဒီချက်ကိုပရာခတယ်ပိခတယ်သူမဟုတ်နားလေဖို့မလို့ဒီချက်ကိုတခင်တော့ငါတို့ဒါပဲကြောင့်မကိုလို့ရှိရင်ဒီစာဝတ်ကိုပရာခတယ်နော်ရေးဆိုတဲ့ဒီအပိတခုကိုထားရပန်စလို့ရှိခဲ့နားလေဖို့မလို့သူတော့ရေကိုတော့အခုချက်တစ်ခုချက်ရှောင်းပါချက်ကိုနားထောင်ခဲ့စပ်ပြီးပြပြန်နော်ဟုတ်တယ်ရပန်စလို့ရှိခဲ့ဒီနေ့ကဟောမယ်တရားကဇာလေးဆိုလို့ရှိခဲ့ပဋိစ္စသမုပ္ပါခန္ဓာ၅ပါးလေပုံပြတ်ပုံရတရားတော်ကိုဟောဖို့ပဲတယ်နော်ဒီကရပန်ဆိုတဲ့ခါနေပြီအမှန်ဓာတိပါလာတော့ဘလောက်ဒီပါလာတယ်ဘလောက်နဲ့ရှောင်းပြတ်တယ်ဒီလိုကဇာတာပြာလည်းပြီးဆိုရတယ်ဟုတ်ဗျာရပန်ဆိုတဲ့ခါနေပြီဒါကြို့တကောင်မကြီးတို့လိုချင်စုအတောင်းပါဆိုအမန်းတို့ဆုံးပန်းတိုင်ကဇာလေးဆိုလို့ရှိခဲ့လိုချင်စုအတောင်းပါဆုံးအရာကဇာလေးနိဗ္ဗာန်မောင်းလားနော်နိဗ္ဗာန်ကိုဒီဘုဒ္ဓဘာသာလူတိုင်းအလိုချင်စုအတောင်းပါဆိုပန်းတိုင်ကဇာလေးဆိုခဲ့နိဗ္ဗာန်ဟုတ်တယ်နော်ဒီနိဗ္ဗာန်ကိုနိဗ္ဗာန်ပြောတော့ရာဖလိုက်နိဗ္ဗာန်ကိုသုတောင်းလို့မလားတဲ့နိဗ္ဗာန်ကိုနောက်ပြီးအီမန်မလို့လည်းမရနိဗ္ဗာန်ကိုဖိခုလို့လည်းမရဒါလောက်ရဖလို့ဆိုလို့ရှိခဲ့ညာဏထာရဖို့တဲ့ညာဏထာဒီစံကနိဗ္ဗာန်လို့ပဲမှတ်ထားနိဗ္ဗာန်ဟုတ်တယ်နော်ဒီစံတဲ့နိဗ္ဗာန်လို့ပဲမှတ်ထားနိဗ္ဗာန်တက္ကမကြီးလာကျုံဆိုအတောင်းပါဆိုအမှန်နဲ့ဆုံးတာလည်းဆိုတဲ့နိဗ္ဗာန်လို့မှတ်ထားယနိဗ္ဗာန်ကိုတက္ကမကြီးတို့သုတောင်းမတတ်တာဘလို့မရနော်ရေကပฏิစ္ဆေမနာပฏิစ္ဆေပြီးကတောင်းတော့ရဘလို့မရယနိဗ္ဗာန်ကိုတောင်းဖို့ဆိုလို့ရှိရင်ဉာဏ်နဲ့တောင်းရဖို့လို့ပြောတယ်ဟောဉာဏ်နဲ့တောင်းရဖို့ဇာဉာဏ်လေးဆိုလို့ရှိခဲ့ဝိပဿနာဉာဏ်နဲ့နော်ဒီစားတဲ့ဂျာခေါ်တဲ့မနနဲ့ကလောက်မဟုတ်ဘူးလားဒီစားတဲ့ဝိပဿနာဉာဏ်လို့မှတ်ထားကိုတော့ example ပြတာနားလျောက်ဓမ္မလည်းရှိတယ်ဓမ္မလည်းပြမယ်စာအုပ်မှလည်းရှိတယ်စာရောမှလည်းရှိတယ်ဒီကဤချက်ကြတယ်ဆိုလို့ရှိခဲ့ဝိပဿနာဉာဏ်တဲ့ဒီကဝိပဿနာဉာဏ်ကိုဝိပဿနာဉာဏ်နဲ့ပြီးခဲ့တပတ်
ဒါခေါ်တယ်သုတောယံတတနာရာဘလို့ရမရာဝိပဿနာကိုလည်းသုတောတတနာမရာဟုတ်တယ်နော်ပฏิစေလို့မလားဇာပြရာဘလို့ဆိုကြောင်းတာဖို့လေကြောင်းတာဖို့ကြောင်းတယ်ကွာမအထောတာဖို့ဟုတ်တယ်နော်ကြောင်းတာဖို့ဒီကကြောင်းတာဖို့ဆိုလို့ရှိခဲ့ယောဝိပဿနာဉာဏ်ကဇမထာရပုလေပြည့်လိုက်တဲ့ခါမြင်ပြီးကေ30တဖုံမှာထားလိုက်တဲ့ခါကိုတို့ခန္ဓာမှာရတယ်လိုက်ခန္ဓာမှာရတယ်ဟောခန္ဓာမှာပဲရှုရဖို့လို့ပြောတယ်ဘုရားကခန္ဓာမှာပဲရှုရဖို့ဒီကခန္ဓာမှာရှုဖို့ဆိုလို့ရှိခဲ့ကေခန္ဓာဇာနပဟိလေလို့ပြလိုက်တဲ့အခါခန္ဓာ၅ပါးဟိပါတယ်လက်တကားတို့ခန္ဓာ၅ပါးဆိုတဲ့ဒါလေးဆိုလို့ရှိခဲ့ကေရူပခန္ဓာရူပခန္ဓာလို့မှတ်ထားရူပခန္ဓာဘယ်လိုရှိခဲ့ကေရူပခန္ဓာဝေဒနာခန္ဓာသံဃာခန္ဓာသံဃာရခန္ဓာဝိညာဏခန္ဓာနိုင်တော့ဒါနဲ့ဒီလိုစိတ်ကြည့်ကြတယ်ဒီကဝိညာဏခန္ဓာတဲ့ဒီခန္ဓာ၅ပါးဒီခန္ဓာ၅ပါးကိုမြင်ပြီးကြအဂါဟိတို့တကာမတိတို့သုဘာဝတတနာရဖို့လောသုတရတတနာရဖို့မောတဲ့ဒီခန္ဓာ၅ပါးကိုမြင်ပြီးကြတရာကျောင်းဝိပဿနာအာထုံမရဖို့ဇမအာထုံရဖို့လေလို့ပြလိုက်တဲ့အခါမြင်ပြီးကြခန္ဓာ၅ပါးမှာခန္ဓာမှာရှုရဖို့ခန္ဓာမှာဓာရဖို့ဒီမှာခန္ဓာ၅ပါးရှိတယ်ဒီမှာဝိညာဏရုပ်ကလတရာဖာတဝေဒနာတဲ့ဒီမှာခန္ဓာ၅ပါးဒီသဘောကအင်္ဂလမှာလည်းရှိတယ်ဒီမှာကိုစာကိုကြည့်ဒီကဝိညာဏရုပ်ကလတရာဖာတဝေဒနာခန္ဓာ၅ပါးရှိပါတယ်လက်တရားတို့ဒီသဘောကပုံတိုင်နဲ့ဣဇဂပတကအပိဓမ္မနေဆိုတာကရူပခန္ဓာဝေဒနာခန္ဓာသံဃာခန္ဓာသံဃာရခန္ဓာဝိညာဏခန္ဓာခန္ဓာ၅ပါးယောခန္ဓာ၅ပါးကိုပြလိုက်တဲ့အချိန်မှာရူပခန္ဓာတဲ့ရူပခန္ဓာဆိုလို့ရှိခဲ့ရူပခန္ဓာရဲ့သဘောသဘောကဇာလေးဆိုလို့ရှိခဲ့ဖောက်ပြန်တတ်တဲ့သဘောတရားအထူးတဲ့ရူပခန္ဓာကဇာလေးဖောက်ပြန်တတ်တယ်တဲ့ရူပခန္ဓာဆိုတာကတက္ကသိုလ်တက္ကမကြီးရဲ့ခန္ဓာမှာရူပခန္ဓာကနေပြီးဒီရုပ်စီဖောက်ပြန်တတ်တယ်။ဇာမဖောက်ပြန်လေဆိုလို့ရှိခဲ့အခုအပူတွေအေးကွန်ဒီရှနာကဇာဖဲလို့ဆိုကြမနာလာတယ်ဖောက်ပြန်တတ်ဖောက်ပြန်ဖောက်ကောဒီကမိုးရာပြားဆိုလို့ရှိခဲ့မခဲတော့ခဲတယ်အခုထိုင်နေတယ်ဆိုလို့ရှိရင်ကြံလာပြီးပြန်ချလဲဖောက်တယ်လို့ပြောတယ်နော်ပြန်ချကနေပြီရူပခန္ဓာသဘောတရားကစားလဲဆိုလို့ရှိခဲ့ဖောက်တယ်တဲ့သဘောတရားအဆူတဲ့ကိုယ်တို့မှာရူပပြရုပ်အကုန်လုံးကဖောက်တယ်လို့ဘုရားကတရားပြတာလေအချိန်ငါနိုင်ကနေပြီးနားစီဆိုလို့ရှိခဲ့ဒုက္ခမပြောင်းလားပြောင်းဖို့လားဒုက္ခပြောင်းပဲနော်ဒုက္ခပြောင်းပြီဒီက30ကနေပြီး40ဆိုလို့ရှိခဲ့ဒီရောဂမပြောင်းဖို့လားပြောင်းဖို့လားပြောင်းဖို့နော်ဒီကရောဂပြောင်းတယ်အလျောက်ကိုရိုရောဂနေပြီးဥပမာအတာတောချေခိမလုံးနိုင်စနာအတာနားဆိုလို့ရှိခဲ့ရရောမဟုတ်တော့မရောနဲ့ဗျာဒါဖက်လေပြောင်းတယ်ခါပြီနော်ပြောင်းတယ်ခါဗျာဒါဖက်ဆိုကေခုနကဖက်ဆိုပါပြောင်းတဲ့ခါရပြောကောင်းတဲ့ရူပခန္ဓာသဘောတရားကနေပြီးဖောက်ပြန်တဲ့သဘောတရားအဆူတဲ့ပရာဇံကိုယ်တော်မြတ်ကဇာပန်ပြတာလေဆိုလို့ရှိခဲ့ဖေနပန်တုပမရူပံတဲ့လက်တော်ဘုရားကနေပြီးဇာဖဲလေဆိုလို့ရှိခဲ့ရူပခန္ဓာကနေပြီးဖောက်ပြန်တဲ့သို့တော့ဥပမာဇာပပြီးလေဆိုလို့ရှိခဲ့ဖေနပန်တုပမရူပံတဲ့ရူပဒုက္ခရာတိဘေနတန္တုပမရေမုံနာအလာကန္တတုပတိဣရိတသမဒုက္ခဖာရှံကုတမဂ္ဂိတိအာယသာကောင်းသမဘေဟောတော်မူခဲ့ပါပေတော်ဘုံတည်း
ရူပခန္ဓာရဲ့သဘောတရားကဒါလေးဆိုကြဖောက်ပြန်တတ်တယ်တဲ့ရူပခန္ဓာဝေဒနာခန္ဓာဆိုတာကဒါလေးဆိုလို့ရှိခဲ့ကောင်းမကောင်းခန္ဓာတတ်တယ်တဲ့ရူပခန္ဓာဝေဒနာခန္ဓာဆိုတာကဝေဒနာခန္ဓာဒီခန္ဓာဒီဒါလေးဆိုကြဥပမာရှာမတောင်းလိုက်တဲ့မရုပ်တိချက်ဖိလက္ခဏာဇာဖတ်တယ်စက်တယ်မဟုတ်လားအငယ်ဖိလက္ခဏာဇာဖတ်တယ်ခြာဖိလက္ခဏာဇာဖတ်တယ်ငယ်တယ်ဟုတ်တယ်နော်တောက်ပြီးကအခါတည်းဇာဖတ်တယ်ခါလခါတယ်ဇာဖတ်တယ်ဆိုပြီးကောင်းမကောင်းခံစားတတ်တဲ့သဘောတရားအစုနဲ့ရတော့နာဝေဒနာခန္ဓာလို့ပြောကြဝေဒနာခန္ဓာဥပမာသားလေးဆိုအခုတည်းကတရားကြီးတို့တရားမကြီးတို့ထိုင်ပေါ်နေတယ်ဇာဖတ်ပြိုင်လာတယ်နာရပြီနော်ဒီကနေတာပရောမလက်နာဇာဖတ်တယ်စမောက်ကောင်းဖတ်လာပြီဟုတ်တယ်မလားနေရမြက်ကြီးဤခင်လာတယ်နော်ရရှာကကြားလေးဆိုကြကောင်းကောင်းခံစားတတ်တဲ့သဘောတရားအစုတဲ့ဗလာရှံကိုတော်မခိကဇာဖတ်ပဲလို့ဆိုတာရှိတတ်ခဲ့ဝေဒနာပုဂ္ဂိုလ်လို့ပမာတဲ့ဝေဒနာဒီပုဂ္ဂိုလ်လို့ပမာရေဘောနာလတ္တတူပါပြီဣတိတသမထောကဗလာရှံကိုတော်မခိသည်အာယသာကောင်းကြမပေဟောတော်မူခဲ့ပါပေတော်တည်းဝေဒနာခန္ဓာကိုဇာပတော်လေဆိုတာရှိခဲ့ဖရာရှံဖရာကနေပြီးဥပမာဇာပပြီးလေဆိုခဲ့ဘုရောမှာဆိုရှိခဲ့နွားခီရာနာတူတယ်လေနွားခီရာမနေပြီးမိုးရတဲ့အချိန်မှာရီမတောင်းတော့ရီတာရတော့ရီတာရဆိုလို့ရှိခဲ့တရားမကြီးနေပြီးအဝိကနေပြီးကိလလို့ရှိခဲ့ရနွားခီရာစကားဖက်လေဆိုခဲ့တခါလေးမှာပြပြဒီချက်တော့မထောက်လာဘူးဒီကလည်းပူတယ်ဒီကလည်းထိုးတယ်ရနွားခီရာမနေပြီးဒီတယ်တော့ကောင်းတာတဲ့ရစကားကြဖက်တယ်ရိဖက်တယ်တဲ့ရလောကနာဇာတဲ့ဆိုလို့ဖရာရှံကဝေဒနာခန္ဓာဒီရေဘောမှာအလတ္တတူတယ်တဲ့ဒီခန္ဓာကနေပြီးကိုယ်တော်မှာဖောက်ပတ်တဲ့သဘောတရားဆိုတာကဒါခုနကပဲဆိုတော့နိပူရခာနေပြီးရရူပမှာဒီဇာဖက်လေခန္ဓာနေပြီးမောရကဇာဖက်ဖို့ပြေလာဖို့သဘောတရားရပဲကိုယ်တော်ခန္ဓာလေးရပဲသမောစားလိုက်တဲ့ကတော့သမောမွတ်တယ်သမောစားလိုက်တဲ့ဇာဖက်ဟာလေဝန်တာပြီးမလုပ်ချင်ဗျာလူရဲ့တဘဝရစတာဒီကဖရာကလည်းပဲဖရာရှကိုတော်မကြီးကလည်းလူရဲ့တဘဝကိုပရောဖက်စာနော်တို့တော့တရားကြီးတရားမကြီးတို့ကနေပြီးဒါထာဖို့တကဇာတရာဟောလေလို့မကြီးတော့ကိုတော်ကနေပြီးအခုတော့ရှာပရာပြီးဝတ္ထုဇလနာဟောလာကိုဖတ်ပါတယ်နော်ရပန်ဆိုလို့ရှိခဲ့တဏ္ဍခန္ဓာသဘောကိုပြောပါဆိုလို့ရှိခဲ့မတ်တတ်တဲ့သဘောတရားတဲ့တဏ္ဍခန္ဓာကနေပြီးဇာပဲလို့ဆိုလို့ရှိခဲ့မတ်တတ်တယ်တဲ့တဏ္ဍအဓိပ္ပာယ်ကမတတ်တဲ့မတ်တယ်ပေါ့မတ်တယ်လို့ပြောတယ်ဧရှကပူဧရှကလူဧရှကနွားဧရှကနတ်ဧရှကပေါဧရှကဓာရီဆိုပြီးမတ်တယ်လို့ပြောတယ်တဏ္ဍလို့ပြောတယ်နော်ဥမာဧရှကစာပေစာစကားလို့ပြောတယ်တဏ္ဍလို့ပြောတယ်စာပေစကားစာပေစကားဆိုတဲ့ခုနကပြောတာတဏ္ဍရဲ့အဓိပ္ပာယ်ကဇာလဲဆိုလို့ရှိခဲ့မတ်တတ်တဲ့သဘောတရားတဲ့မတ်တတ်တဲ့ဆိုလို့ရှိခဲ့ဖရာရှံကိုတော်မြတ်ကြီးကဇာဖဲလဲဆိုလို့ရှိခဲ့ရာဇာကိုရမတ်ဒီကနေပြီးဇာပြန်ပြောလဲဆိုလို့ရှိခဲ့တဏ္ဍဒီမာရေစိကုပမတဏ္ဍတဲ့တဏ္ဍဒီမာရေစိကုပမတန်လျက်နာလာတန္တတူပါပြီဣတိတသမတောကဗရာဇာကိုတော်မြတ်သည်အာယသာကောင်းကြမပေဟောတော်မူခဲ့ပါပေတော်တည်းဒီကတဏ္ဍခန္ဓာဇာမတူလေလို့ပြောတဲ့ခါဒီပြီးကတန်လျက်နာလာတန်တူတယ်တဲ့တန်မြတ်ဆိုတာကဓမ္မစကားဝရုစကားပြောဖို့ဆိုလို့ရှိခဲ့ပါကမှာရီမစင်နာရီပူတဲ့အချိန်မှာပါကကိုပြေးလိုက်
ပါကောက်ကလေးတခင်မရပါကဒါဖတ်တယ်ဟူးမဖလာဒါပေမဲ့ကလစ်ညအပါတော့ဟာကြီးရသူကြီးသိလိုက်မဟိပြီနော်ညတော့ကောင်းနေပြီကိုတို့ရဲ့ခန္ဓာကိုတို့ရဲ့စိတ်ကနေပြီဒီနေ့ကအခုတည်းတရနာနေစိတ်ဖက်တယ်တရနာနာနဲ့သဒ္ဒရာဖို့ဆိုကအင်မရာဖို့အင်မရာရပါရဲ့သဒ္ဒရာဖို့ဆန်းချင်ကိုတော့ဖို့ဥမဟုတ်ဘာဟာဒီကိုတော့ဖို့ဝါတော့ကိုတော့ဖို့ဟုတ်တယ်နော်ဒီကရတော့ကောင်းလာလေဆိုလို့ရှိခဲ့တန်ရနာတူပဲလို့ပြောတယ်တန်ရရမာနိကရပါကမရမြေပါကတဲ့နဲ့ဟိုဖတ်တယ်လို့ပြောတယ်နော်လာဘကလည်းကတခုလည်းမကြီးပြနော်ကိုရိုးရဲ့ပိုင်းရဲ့ဒီကခုနကပြောစပါအခုကတရနာထောင်းနေတယ်သို့တော့တရနာထောင်းတာတော့ကျွန်တော်တို့လည်းဘာတော့ဘောတော့ဆံရတော့နော်ဒီကလောလောဆယ်ဘာတော့ရောတော့ဒါတော့ရောတော့လောလောဆယ်တရကိုဒီအာရုံစထနော်ဒါတရကတကားတို့တကားမကြီးတို့ကအမရိဒါနကောပီလာကောကမထအကောင်အမေလည်းသာတော်ဟောပြီးသားသို့တော့ဒီကနေ့ကကိုတော်ကနေမိကေဝိပဿနာအကောင်ကိုဖိရှလောက်ဟောဖို့နော်ဒီပန်ဆိုတဲ့ကနေမိကေသံဃာရဆိုတဲ့သံဃာရသဘောကိုပြောပါဆိုလို့ရှိခဲ့သံဃာရခန္ဓာပြီးဖုပ္ပတ္တသဘောတရာတဲ့သံဃာရတဲ့သံဃာရကနေမိကေဖုကံတတ်တယ်တဲ့ဖုကံတတ်တယ်ကိုတော်မှနေကေဖုကံတတ်တယ်ဆိုတာကဒီသံဃာသဘောတရာဒီခုနကပြောဆိုသွားရာဒီနိကမလာကေတာကပြောင်းလာတယ်ဆိုတော့ကြာပြောတယ်သံဃာရသဘောလို့မပြောလို့ဟောရနောအသခမတဲ့ဥဒရနိကညာကပြတဲ့ညာကသံဃာရရဲ့သဘောတရားတော့ဒီလခါရအကြီးဒီသဘောသံဃာရလို့ပြောတယ်နော်ဒါလို့ဆိုလို့ရှိရင်ဒီခန္ဓာကနေပြီးကေဘဝဟောကနေပြီးကေဘဝတဲ့ပြောတဲ့တော့ကရရှိသံဃာရလို့ခေါ်တယ်နော်သံဃာရရဲ့သဘောပရဇံရသဘောပြောတာလို့ဆိုလို့ရှိတဲ့သံဃာရဒီသံဃာရသံဃာတိမာယိစိကုပမာတဲ့မာယိစိကုပမာဆိုတဲ့အဒီဘေကဇာလေးဆိုလို့ရှိခဲ့ဒီကုရုခန္ဓာကနေပြီးကေဇာနာတူလေးဆိုကေမပြုတ်ပါနာတူလေးလဲမပြုတ်ပါနာတူလေးလဲဖရာကနေပြီးကေဥပမာဇာပပိလေးဆိုကေမပြုတ်ပါနာတူလေးမပြုတ်ပါဇာပဲမပြုတ်ပါတူလေးဆိုလို့ရှိခဲ့ခန္ဓာကိုယ်ကနေပြီးအခုဒီမှာတရားတွေတို့တရားမာကြီးတို့ဒီအပါကြီးတယ်အတော်တော်နာလာတယ်ငါပါတယ်ငါမှာတော့ပေါင်းဖို့တည်နဲ့တန်ခါကိုရှာကြီးနဲ့စာတတ်တယ်လို့ရပိုက်ယူစားတယ်သို့တော့ဝိညာဉ်တစ်ခုကနေပြီးဇီဝတအတ္တကဆုံးရှုံးပြီးဒီလားတယ်ဆိုလို့ရှိခဲ့ရခန္ဓာတန်ဖို့ဟိဖို့တိလောဒီဗျာတော့တန်ဖို့မင်းဗျာये के सका सेपी के प्रॉब्लम होते न्या का निपी के कोरोमा अभी सही मका कोरोना ले डबल सुके तका फिया न्या का संसु पी दिखा रही है रैंक हमारे तो वो पुलिस का के खारूदा अच्छा तामुदा खारूदा रामी रे सुधे अभी बिका ना पूरा निम्का हा 2022 साल में पूरा operation တစ်ခုဖဲလိတယ် operation ဖက်တဲ့ဒီမှာရောတကအီမာကိုတော့က5ဆရာပေါ်5ဆကိုတော့ကရမှာနီရပကဲနီလေဒီမှာရောအင်္ဂတကာဂရိကနေဖြစ်ခဲ့ကိုတော့ကိုလူလေသိမီအကုန်လုံးနေဖို့ထားဖို့စားဖို့ကောက်ဖို့ကအစဘောဖို့လို့ရှိခဲ့ကန်တိုင်းမကျဲမာတဲ့ဖက်တဲ့တော့ကောင်းတာတရားကိုသုံးထက်တော့ဖမောင်းကျွေးတယ်ဇာစခံတဲ့တော့သာစာကြတဲ့ငါနာစာကြတော့နောက်ပြီးနွားတနာစာကြတော့စိတ်တနာစာကြတော့ပြောသူကအကုန်လုံးပြီးတယ်ဒါပေမဲ့ညာကအနိစ္စဖက်တခါတယ်ဟိုတော့စိတ်မကောင်းတခါကြီးပဲမိတ်ကိုပကရဲ့မိတ်တာဖို့တယ်ဒီတခါကြီးကနေပြီးကောင်းတယ်ဘုရားကတော့ပါစီဆိုပြီးကနေညာကနေပြီးကိုတော့ရပတာမသိပါအချင်းပါတယ်ဒီလောက်မှာဖိုင်စက်တာလောက်မှာအချင်းလောက်မှာပတာခါရကနေပြီးဘုရားနေကောအဲ့ဒါစိတ်မကောင်းဖက်တခါနောက်ပြီးnye barat api hubi ya kan itu ke hafal sahaja ये के मोरे बगाई मोरे के मोरे जाता नहीं पड़ी है के तो चला तंगरा तो हो कुमाको लाभ होने या शिव तो लारा हो बगाई लाभ किसी के लारा हो गया तो प्रोथा तो चला दी तंगरे तो हो पूरे रोगा निपी के अपना खाना ही देखा ना कुना का पैसा पर ना ना देंगा पारे ना मतलब संपत्ति ही दे
တဲ့နောက်ပိုင်းမှာဒီဘက်ကဇာနတူလေလို့ပြောတဲ့ဒီမှာမပြုတ်ပါနဲ့တူလေလဲတကားတော့မပြုတ်ပါမှာတကယ်မပြုတ်ပါဘူးတောင်မှပဲတန်ဖိုးကြီးတည်တယ်လဲနော်တန်ဖိုးကြီးတည်တယ်ဆိုတာဇာလဲဆိုလို့ရှိခဲ့မပြုတ်ပါမပြုတ်ဇာတော့ပဲအခိုင်းပဲဖွာရမပြုတ်ပါဘူးခုတ်ပြီးနွားကိုပြီးတော့တော်ရတယ်ဟုတ်လားဝိရောခန္ဓာတက္ကမဝိရောခန္ဓာတက္ကဝိရောခန္ဓာကြီးစာလို့ပြီးခွာပေါ်ကျွေးနွားစားဖို့ဒီတော့မစားပြန်နော်နွားလည်းမစားပဲခုလည်းမစားပြီရေကရောစက်ပေါ်ဖို့ဆိုလို့ရှိခဲ့ကိုရောခန္ဓာကြီးခုလို့တော့တန်ဖို့မဟီလို့ပဲပြောရဖို့ရေနော်ဟုတ်တယ်မနော်မပြုတ်ပါတော့မှတန်ဖို့ဟီလေဆိုခဲ့ကိုရောခန္ဓာကတန်ဖို့ဟီဖို့ပြီးလိုက်အခုဒီကရတော့ကနပြကံစကားနေတကအတားဟိတဲ့အချိန်မှာလုံးလာတဲ့အချိန်မှာကိုပြောနေတဲ့အချိန်မှာအကုန်လုံးကိုလည်းမပြောခဲ့တဲ့တကားတို့စားနေတဲ့အချိန်မှာအကုန်လုံးကိုလည်းမစားပဲခဲ့တကားတို့တဲ့နော်ကိုလာနေတယ်ဆိုလို့ရှိရင်အကုန်လုံးကိုလည်းမလာပဲခဲ့နဲ့ဒါပုံရရှာပြီးပြောကြနော်ဆိုတာကတော့အစတလုံးမတော်ခဲ့ဒုက္ခရောက်တယ်မောင်လားခိလတလည်းမတော်ကြတာပဲလေဒုက္ခရောက်တယ်လေရတော့ကောင်းတာဇာလောက်ပဲကိုလာနိုင်ဇာလောက်ပဲပြောနေပေါ်နိုင်တယ်ဆိုကလေးတော့ကိုမှတတိဝိရိယထားပြီးကြနေရဖို့နော်ဟုတ်ပါရဲ့ပန်ဆိုလို့ရှိတဲ့ဝိညာဏခန္ဓာတဲ့ဝိညာဏခန္ဓာတဘောကိုပြောပါဆိုလို့ရှိရတဲ့သီမိုးတဲ့သီမိုးသဘောတရားအစုသိမုံသဘောတရားသူဆိုတာကကြာလေဆိုလို့ရှိခဲ့ခုနကဖက်စပါသိတယ်ဆိုတာကလူဖက်တယ်ဆိုလို့ရှိခဲ့လူဖက်တဲ့ဒီကကအမေဒီကကအဖဒီကကအဖိုးဒီကကနမဒီကကသားရသမီးဆိုမသိလိုက်ရင်သိတယ်လေရရှာပေါ်နေပြီကဝိညာဏခန္ဓာကိုသိမုံသဘောတရားလေဘာရှာကိုတော်မဲ့ဒီကဇာပဲပဲလေဆိုလို့ရှိခဲ့ပရာဇာကိုရမဂ္ဂကဇာပတဲ့လေဆိုလို့ရှိခဲ့မာယေစိကုပမတဉ္ညာလေဒီကမာယေစိကုပမတဉ္ညာဆိုတာကဇာပတဲ့လေဆိုလို့ရှိခဲ့ညာလေနာအလတတတူတဲ့ဒီဝိညာဏခန္ဓာဆိုတာကနေပြီးညာလေနာအလတတတူများလေးဆိုတာကတကမမျိုးသိတယ်မဟုတ်လား musician လို့ခေါ်တယ်နော်သူတို့မှနေပြီးလာတဲ့ပြက်ကနေပြီးရအဝိုက်ကနေပြီးဒါပြန်မလဲတဲ့ဆိုက group ရှိပြန်လဲတဲ့ call ရှိမပြန်နဲ့တော့သူတို့မှလည်းရပါနဲ့ဒီစိတ်ကိုနေပြီးဒီနေ့ကအခုဆိုလို့ရှိရင်တရားအားထုတ်နေတဲ့အချိန်မှာအော်ကုတော်ဆောင်ပိုင်ရဲ့တပိရှင်မကောတော့ပြောလိုက်အခါတည်းညနာတာဖဲလာဖို့လေဥမဲ့ကိစ္စပဲဖဲလာဖို့တဲ့ဟုတ်တယ်မလားဒါပဲလေးဆိုလို့ရှိရင်မြောင်းလေးပမာတူတယ်တဲ့ကိုတို့ခန္ဓာကနော်မြောင်းလေးပမာတူတယ်ဇာလောက်ပဲကိုတို့မှနေပြီးကောင်းလာပဲစားကြတန်ဖို့ဟိနာပဲစားကြဒါလည်းပဲအဆောင်ပေတယ်ပဲဖတ်တစ်ခါကြလို့စိတ်အလိုမရလို့ရှိခဲ့ရောက်ညနာချသူကြတာနေပြီးမေးတယ်မဖက်လို့မေးတယ်ဖက်တယ်နော်ဟိုကတရနာတယ်တော့ကနာသူတဲ့ကြောင့်ငါဘာဒီလာလေးယူထားတယ်တရလည်းနာထားတယ်တော့ကနာညနာကနေပြီးဇာကဖလေတရဖတ်ဖို့အာရုံပြုတယ်မဟုတ်လေနော်သူတော့တစ်ခါကြားလို့ရှိခဲ့အိမ်မှာလာမရစကားအဆောင်မပြေဆိုလို့ရှိခဲ့လာမယ်ဖက်မရမယ်ဖက်သူရဲ့ညနာကဇာဖက်နေလို့ဆိုလို့ရှိခဲ့ညနာပုံမဲ့တုတ်စားပဲမဖက်လို့ပုံမဲ့တုတ်စားပဲနော်ရတဲ့